ညီမလေးကိုပြန်သွားခေါ်ပေးပါသူရေမကူးတတ်ဘူးဆိုတဲ့စကားကိုအသက်9နှစ်အရွယ်ကလေးလေးကသူ့ရဲ့အဖေကသူ့ရဲ့အသက်4နှစ်အရွယ်ညီမလေးကိုတရားပေါ်ကနေပြစ်ချလိုက်တာကိုမျက်ဝါးထင်ထင်မြင်တွေ့ကြရတဲ့အချိန်မှာပြောခဲ့တာဒီကိစ္စက2009ခုနှစ်တုန်းကဩစတြေးလျနိုင်ငံမှာဖြစ်ပွားခဲ့တာအာသာဖရီမန်ဆိုတဲ့သူတယောက်ကအဲ့ဒီချိန်တုန်းကအသက်35နှစ်ဝန်းကျင်လောက်ရှိတယ်။သူ့မှာမိန်းမနဲ့ကလေး3ယောက်လည်းရှိတယ်။သူ့ရဲ့မိန်းမပီတာသူ့ရဲ့ကလေးဘန်ဂျမင်အသက်9နှစ်ဒါစီအသက်4နှစ်ဂျော်နသန်အသက်2နှစ်သူ့မိသားစုကပုံမှန်အတိုင်းဆိုရင်တော့ပျော်ရွှင်တဲ့မိသားစုတစုလိုမျိုးပဲကလေးတွေနဲ့အဆင်ပြေတဲ့ဆက်ဆံရေးလည်းရှိတယ်ကလေးတွေပေါ်ကိုလည်းတာဝန်ကျေရဲ့ဖခင်ကောင်းတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့သူအလုတ်ပြုတ်သွားပြီးနောက်ပိုင်းမှာအရာအလုံးပြောင်းလဲသွားခဲ့တယ်သူ့မိန်းမအလုပ်ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့သူတို့အိမ်ရဲ့စာဝတ်နေရေးကတော့အဆင်ပြေနေသေးပေမဲ့အာတာကိုရိုင်းကအခုအိမ်အောင်ရှင်ထီးလုံနေရတယ်။သူအိမ်မှာကလေးတွေနဲ့အတူတူနေရတာကိုအားမလို့အားမရဖြစ်လာတယ်။2009ခုနှစ်မှာဆိုရင်သူကသူ့ရဲ့မိန်းမပီတာနဲ့ကွာရှင်းမယ်ဆိုပြီးတော့လောက်ကြပါလေရောအစ်စ်မပြေတာရှိရင်အေးအေးစစ်စစ်ညှိနှိုင်းရမယ်အစားသူကအော်ကြီးဟစ်ကျဲလုပ်တယ်အဆိုးရွားဆုံးအခြေအနေတွေကိုဖန်တီးတယ်။သူ့မိန်းမကိုပဲစိတ်ဒုက္ခပေးရမှာမဟုတ်ပဲနဲ့သူ့ရဲ့ကလေးတွေကိုလည်းသူကစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခဲ့တယ်။တရက်မှာတော့သူဒေါသတွေအရန်ထွက်ပြီးသူ့ရဲ့ကလေးအငယ်ဆုံးလေးဂျော်နသန်ကိုမီးလင်းဖို့တဲ့ပြစ်ချမယ်ဆိုပြီးတော့လုပ်ခဲ့သေးရဲ့ဒီလိုအခြေအနေကိုတွေးခဲ့ရတဲ့အခါမှာမိခင်ကဘာလုပ်မလဲဆွဲတာပေါ့သူ့ရဲ့ကလေးကိုမီးလင်းဖို့တဲ့ပြစ်ချလိုက်မှဆိုလို့သူကသူ့ယောက်ျားရဲ့လက်ကိုအသေးကိုက်ထားခဲ့တယ်ဒီအချိန်မှာပဲပီတာရဲ့မိခင်ဖြစ်သူကရောက်ရှိလာပြီးသူ့ရဲ့တမန်ရဲ့နောက်ကျောကိုကလေးတွန်းလှန်နဲ့အစမပြတ်ထူရိုက်နေခဲ့တယ်အဲ့ဒီတော့မှသူကလှုပ်ပေးလိုက်တာဒီလောက်ထိကိစ္စတွေဆိုးရွားသွားတဲ့အချိန်မှာပီတာရဲကိုခေါ်တယ်ဒီကိစ္စတွေအကုန်လုံးကိုတိုင်ချက်ဖွင့်လိုက်တယ်ရဲတွေရောက်ရှိလာတယ်ဒါပေမဲ့ဒါဟာမိသားစုအတွင်းရဲ့ပြဿနာဖြစ်တယ်သူ့အနေနဲ့ဘာတခုမှကိုထီလက်ရောက်လုပ်ခဲ့ခြင်းမရှိသေးတဲ့အတွက်ကြောင့်မို့လို့ဘာမှဆက်ပြီးတော့လုပ်လို့မရခဲ့ဘူးသူကိုယ်တိုင်ကလည်းဒေါသအရန်ထွက်သွားလို့ချင်းချောက်လိုက်တာပါလို့ပြောတဲ့အတွက်ရဲတွေကလည်းပြန်သွားခဲ့တယ်ဒါပေမဲ့ပီတာအခုချိန်ကစပြီးတော့သတိထားပြီးတော့နေတော့တယ်သူ့ယောက်ျားပုံမှန်မဟုတ်တော့ဘူးသူ့ကလေးတွေကိုထိခိုက်လာနိုင်ခြေရှိတယ်ဆိုတာကိုသူသိသွားခဲ့ပြီးအဲ့ဒါကြောင့်သူတို့ကွာရှင်းဖို့အတွက်ဆက်လုပ်ကြတယ်2008ခုနှစ်မှာသူတို့ကွာရှင်းလိုက်တယ်သူတို့နှစ်ယောက်ကွာရှင်းပြီးသွားတဲ့အချိန်မှာအာတာနဲ့ပီတာတို့နှစ်ယောက်လုံးကကလေးတွေကို3ရက်စီအလှည့်ကျသူတို့ရဲ့အိမ်တွေမှာနေခိုင်းမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတယ်ဒါကတရားရုံးကထုတ်ပြန်တဲ့အမိန့်မဟုတ်ဘူးသူတို့အချင်းချင်းညှိနှိုင်းထားကြတာဒါပေမဲ့ပီတာကသူ့ကလေးတွေကသူ့အရင်ယောက်ျားနဲ့အတူတူရှိနေတာမလုံခြုံဘူးလို့အမြဲတမ်းခံစားနေရတယ်။သူ့ယောက်ျားကိုနည်းနည်းလေးမှအယုံကြည်မရှိတဲ့အတွက်ကြောင့်မို့လို့တရားရုံးကိုတက်ပြီးသူ့ကလေးတွေကိုသူအပြေအဝဆောက်ရှောက်ခွင့်ရဖို့အတွက်သူထပ်ပြီးတော့စူးစမ်းခဲ့တယ်။ဒီတစ်ခေါက်မှာသူမကတော်တော်လေးကိုစူးစမ်းခဲ့တယ်။ပထမဦးဆုံးရုံးချိန်မှာသူ့ယောက်ျားအာသာနောက်ကျနေခဲ့တယ်။ဒါကိုလည်းတရားသူကြီးကဒါ main ကလေးတွေကိစ္စနော်။ဘလို့ဖြစ်လို့နောက်ကျနေရတာလဲဆိုပြီးတော့မှသူ့ကိုပြောခဲ့ရသေးတယ်။ဒီနောက်ပိုင်းမှာကလေးတွေကိုဘယ်သူနဲ့ထားရမလဲဆိုတဲ့အဖြေကိုရှာကြတယ်။သူတို့စိတ်ပညာရှင်တွေနဲ့လည်းစိတ်ကျမ်းမာရေးစစ်ဆေးမှုတွေကိုလုပ်ရတယ်။အဲ့ဒီအချိန်မှာသူတို့ရှင်းရှင်းလင်းလင်းသိသွားတာကအာသာကလေးတွေကိုစောင့်ရှောက်ပေးဖို့အတွက်လုံးဝအရေးချင်းမရှိဘူးဆိုတာပဲသူကိုယ်တိုင်တော့မှကျမ်းမာရေးအရာချို့ယွင်းချက်တွေရှိနေတဲ့သူကိုယ်တိုင်ကကလေးတွေကိုစိတ်ဆင်းရဲစေနိုင်တယ်ဆိုတော့ဒီအယူဆချက်တွေကြောင့်ပီတာကကလေးတွေကိုအပြေအဝဆောက်ရှောက်ခွင့်ရသွားခဲ့တယ်။ဒါပေမဲ့လည်းသူဟာဖခင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တပတ်ကို2ရက်ပိတ်ရက်တွေမှာတော့ကလေးတွေကိုတွေ့ခွင့်ရှိတယ်။ဒါကိုလည်းအာသာအရန်စိတ်ဆိုးသွားခဲ့တယ်။သူကကလေးတွေနဲ့တစ်လလုံးမှရက်အနှဲငယ်လောက်ပဲတွေ့ရတော့မယ်ဆိုပြီးတော့ဖြစ်သွားတယ်။အမှန်တကယ်တော့သူကကလေးတွေကိုအရန်ချစ်တာကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့အိမ်အောင်ဘက်ကိုသူကအနိုင်ယူချင်တာကြောင့်အဲ့လိုနဲ့သူဟာမဟုတ်တာတွေကိုစလုပ်ခဲ့တယ်။တရားရုံးကနေပြီးအမိန့်ချမှတ်ပြီးသွားတဲ့နောက်မှာတော့ကလေးတွေကိုပီတာကိုရိုင်းကပဲကလေးတွေရဲ့အဖေအာတာနဲ့ထည့်ပေးလိုက်တယ်။ဘာလို့လဲဆိုတော့ဘလို့မဆိုကလေးတွေကိုသူကသူတို့အဖေနဲ့ပေးတော့တွေ့ရအောင်မယ်တရားရုံးကလည်းအမိန့်ချထားတယ်။အဲ့ဒါကိုကျမကလေးတွေကိုကျမခေါ်သွားတော့မယ်ဆိုပြီးတော့လှုပ်လို့လည်းမရသေးတဲ့အတွက်ကြောင့်မို့လို့သူကထည့်ပေးလိုက်တာ။နောက်တစ်ခုကဘာလဲဆိုရင်အခုသူ့ရဲ့ယောက်ျားဟောင်းအာတာကသူ့ရဲ့မိဘတွေနဲ့အတူတူနေနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကသူတို့ရဲ့အဖိုးအဖွားတွေနဲ့လည်းရှိနေမှာဆိုတော့စိတ်ချရတယ်။အဲ့ဒါနဲ့သူကလည်းထည့်ပေးလိုက်တာ။ဒါပေမဲ့အာတာရှိမှာကကြတော့တခြားအကြံစီတစ်ခုရှိနေခဲ့တယ်။နောက်နေ့မှာသူကကလေးတွေကိုကြောင်းသွားပို့မယ်။ကြောင်းသွားကြိုတဲ့အခါကျရင်တော့ပီတာကလေးတွေကိုကြောင်းလာကြိုသွားမှာ။ဒါဆိုရင်တော့ပြီးပြီပေါ့နော်။သူတို့ဒီတစ်ပတ်စာအတွက်ကတော့သူတို့ထပ်ပြီးတွေးစရာအကြောင်းမရှိတော့ဘူး။အဲ့လိုနဲ့ဇန်နဝါရီလ29ရက်နေ့2009ခုနှစ်အာတာကကလေးတွေကိုကျောင်းကိုမခေါ်သွားဘဲနဲ့ Westgate Bridge ကိုခေါ်သွားခဲ့တယ်။မနက်9:00နာရီထိုးနေတဲ့အချိန်မှာပီတာကသူ့ယောက်ျားဟောင်းအာတာကိုခဏခဏဖုန်းဆက်တယ်။ဘာလို့လဲဆိုရင်တော့သူ့သမီးလေးကျောင်းနောက်ကျနေပြီ။ဒါစီကအသက်4နှစ်ပဲရှိသေးတယ်။အဲ့ဒီကလေးလေးကိုသူကခေါ်သွားတာ
နေဘာလို့ကြောင်းတော့ကြောက်နေရလဲတမီးလေးဒီနေ့ကြောင်းစားတန်းရမယ့်နေ့လေလို့ပြောတဲ့အခါကျတော့သူကဘာပြန်ပြောလဲဆိုတော့ပီတာရေရော်မင်းတို့နှုတ်ဆက်လိုက်ပါဆိုပြီးတော့ပြောတယ်ပြောပြီးတော့ဖုန်းချသွားခဲ့ဒီအချိန်မှာပဲပီတာလည်းသူ့ယောက်ျားတစ်ခုခုလှုပ်တော့မယ်ဆိုတာကိုသူသိတဲ့အတွက်ကြောင့်မို့လို့ရဲစခန်းကိုအမြန်ပြေးပြီးတော့တိုင်ချက်သွားဖွင့်တယ်တရားပေါ်ကိုရောက်ပြီးဆိုတာနဲ့အာတာကသူ့သမီးလေးဒါစီကိုဆွဲချသွားပြီးတော့ချက်ချင်းပဲတရားပေါ်ကနေပြီးသူ့ပြစ်ချလိုက်တယ်ပြီးတော့သူကားပေါ်ကိုအေးအေးဆေးဆေးပြန်လာထိုင်နေတဲ့အချိန်မှာအသက်9နှစ်အရွယ်ဘန်ဂျမင်ကတော့အော်ဟစ်ပြီးတော့တောင်းညမ်းနေခဲ့ပြီးသူကအသက်အရန်ငယ်လွန်တဲ့အတွက်ကြောင့်မို့လို့တေဆုံးခြင်းရဘာလဲဆိုတာကိုတော့မသိသေးဘူးဒါပေမဲ့သူ့ရဲ့ညီမလေးဒုက္ခရောက်နေပြီဆိုတာကိုတော့သူသိတယ်အဖေညီမလေးကိုပြန်သွားခေါ်လိုက်ပါသူရေမကူးတက်ဘူးဆိုပြီးတော့ပဲသူပြောနေတယ်ဒီအချိန်မှာပဲတခြားကားသမားတွေအကုန်လုံးကလည်းလူတယောက်ကလေးလေးတယောက်ကိုတရားပေါ်ကပြစ်ချလိုက်တယ်ဆိုတာကိုမြင်တွေ့သွားတယ်။နှစ်ပိုင်းအတွင်းမှာပဲရဲသင်းမောတွေရောက်ရှိလာခဲ့ပြီးတော့ရေထဲကနေပြီးတော့ကလေးလေးကိုရအောင်ရှာဖွေခဲ့တင်နိုင်ခဲ့တယ်။15မိနစ်အကြာမှာတော့ကလေးလေးကိုသူတို့ရှာတွေ့ခဲ့ကြတယ်။အသက်ရှင်နေသေးတယ်အသက်ရှူနေသေးပေမဲ့သူမတော်တော်လေးအားနေနေခဲ့ပြီအဲ့တော့ပြီးတော့အာတာကသူတရားရုံးကိုပြန်သွားပြီးတော့တရားရုံးကိုရောက်သွားတော့ချုံပွဲချပြီးတော့ငိုနေခဲ့တယ်။မှာ၄နှစ်အရွယ်သမီးလေးဒါစီကိုစေယုံကိုပို့ဆောင်ပေးခဲ့ပေမဲ့ကလေးလေးကတော့တေဆုံးသွားခဲ့ပါတယ်။သူမအုံနောက် damage ဖြစ်သွားခဲ့တယ်။အောက်ဆီဂျင်ချို့တဲ့ပြီးတော့သူကွယ်လွန်သွားတယ်။ကလေးလေးရဲ့အုံနောက်ကအောက်ဆီဂျင်မရတဲ့အတွက်ကြောင့်မို့လို့ပျက်စီးသွားတာ။သူမအသက်ရှင်နေအောင်မဲဆိုရင်တော့မှပဲသူမသတိလစ်မေ့မျောပြီးတော့ကိုမအခြေအနေမှာအကြာကြီးနေရမှာ။နှစ်အကြာ2011ခုနှစ်မှာသူ့ကိုတရားရုံးထုတ်ခဲ့တယ်ဒီအချိန်မှာသူဟာအပြစ်မရှိဘူးဆိုပြီးတော့သူ့ကိုယ်သူရဲရဲကြောက်ပြောဆိုနေခဲ့သေးတာသူရဲ့စိတ်ကြမ်းမာရေးအခြေအနေမကောင်းတာကြောင့်အခုလိုလှုပ်ခဲ့မိတာတဲ့ဒါလောက်ထိလူသက်တွေအများကြီးရှိနေတာကိုတော့မှသူကညင်းသေးတယ်နောက်ဆုံးမှာတော့သူ့ကိုတရားသူကြီးကထောင်ဒဏ်32နှစ်ချမှတ်လိုက်ပါတယ်2041ခုနှစ်လောက်ဆိုရင်တော့သူပြန်လဲလွတ်မြောက်လာနိုင်ခြေရှိပြီးအခုလက်ရှိသူ့ရဲ့အသက်ကတော့68နှစ်ပါသူ့အနေနဲ့တသက်လုံးထောင်ထဲမှာပဲအပြစ်တွေကိုစေးကြောနေနေထိုင်သွားရတဲ့နာသူဘယ်တော့မှပြန်လဲလွတ်မြောက်လာခွင့်မရှိသင့်ဘူး။ဘာလို့လဲဆိုတော့ပီတာနဲ့သူ့သားနှစ်ယောက်လုံးကဘလောက်တောင်စိတ်ဒဏ်ရာတွေနဲ့တဘွားလုံးရှင်သန်နေထိုင်သွားရမလဲ။ဘန်ဂျမင်ဆိုရင်အသက်9နှစ်လေးနဲ့သူ့ရဲ့ညီမကိုသူ့အဖေအရင်ကိုယ်တိုင်ကတရားပေါ်ကပြစ်ချလိုက်တာကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာ။သူ့ဘွားကလုံးဝအိမ်မက်ဆိုဖြစ်သွားတော့မှာ။ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးခဲ့တဲ့မှုခင်ကတော့ဒီအထိပါပဲရှင်။နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြပါအောင်မယ်။